bí cái biểu tình jamu sự tình phía bare kaifa haluk kaifa balule ha suraga chini ka suraga atin ro atin kaifa haluk atin chini balule arabi maနောက်ဆုံးပေးကို workflow ပြီးတော့မှ judgment ပြီးပြောရမယ် kaifa haluk အတင်းရဲ့အခြေအနေဘယ်လိုလဲ kaifa haluk အတင်းရဲ့အခြေအနေဘယ်လိုလဲအမျိုးသားဆိုရင် kaf အပေါ်မှာ zabar နဲ့တုံးမယ်အဲ့လိုပဲ baidu ကအတင်းရဲ့အိမ်အဲ့လိုပဲ haluk ကအတင်းရဲ့အခြေအနေအမျိုးသမီးဆိုရင် kaf အောက်မှာ kasra ဇေနဲ့လာမယ် haluki နှစ်မျိုးစလုံးပုံစံကတော့ဘာတာတူတူပဲပြောတာတူတူပဲ kaifa haluk workflow ပြီး judgment ပြီးပြောရမယ် kaifa haluk အတင်းရဲ့အခြေအနေဘယ်လိုလဲ tayyib alhamdulillah wa anta အရှင်းလူတော်နဲ့လာရှင်းလူတော်နဲ့ကောင်းပါတယ်အရှင်းလူတော်နဲ့ကောင်းပါတယ်အတင်းရောအဲ့တော့တလုံးကြီးကြည့်မယ် tayyib ဆိုတာကကောင်းပါတယ် alhamdulillah ဆိုတာကနော်ချီးမွမ်းခြင်းပေါင်းဟာအရှင်းဖို့ဖြစ်တယ် wa anta ဝါဆိုတာကပြီးနောက်နှစ်နော် anta ဆိုတာကအတင်းရောအဲ့တော့ဘယ်လိုပြောမလဲ tayyib alhamdulillah wa anta အရှင်းလူတော်နဲ့ကောင်းပါတယ်အတင်းရောပြန်မေးလိုက်တာဖြစ်တယ်အနာတော့ယစ်အနာဆိုတော့ကကျွန်တော်ကြမ်းမှအနာတော့ယစ်အလ်ဟမ်ဒူလ illah အရှင်းလူတော်နဲ့ရှင်နေကောင်းပါတယ်ဒါရှင်းလူတော်နဲ့ရှင်နေကောင်းပါတယ်အရှင်းလူတော်နဲ့ကောင်းပါတယ်ဒါလေးတွေကတော့နောက်တောင်းတွေးဆုံတဲ့အခါမှာဒါပြောပုံပြောနည်းတွေကိုသင်ကြားပေးတာဖြစ်တယ်အဲ့လိုမတေချာလေးကျင့်မယ်ဆိုလို့ရှိရင်ရှေ့ဆက်ပြီးတော့မှအင်ရှာအလ္လာဟ်တာလာဖြည်းဖြည်းနဲ့ရလာမှာဖြစ်တယ်အဲ့တော့တေချာလေးကြက်ထားပြီးပါတေချာလေးတစ်လုံးချင်းဒီတေချာမှတ်ပြီးတာပါနော်